ဆိုတော့မင်္ဂလာပါရှင်ကျွန်တော်တို့ဒီနေ့မှလည်းကျွန်တော်တို့ညီမတွေပေါ့နော်ပျော်ပျော်ပါပါ alumni chit chat အစီအစဉ်လေးမှာပြန်တွေ့ကြပြီဆိုတော့ဒီနေ့မှလည်းကိုရီဘက်ကတင်နန်းသူတင်နန်းသားအချင်းချင်းစကားလေးရင်တွင်းပြစကားလေးတွေပြောကြမယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီနေ့ဘာခေါင်းစဉ်လေးပြောရင်ကောင်းမလဲပေါ့ဘလို့လေးကျွန်မကတော့ဘယ် question လေးကိုစိတ်ဝင်စားလဲဆိုတော့တင်နန်းတက်ပြီးတဲ့အခါခုအတွက်ဘာကြီးကြံခဲ့လဲပေါ့နော်ဆိုတော့ဒီဟာလေးနဲ့ပတ်သက်ပြီးတော့ဒီထရလူတွေအနေနဲ့ဘယ်လိုလေးဆွေးနွေးချင်လဲပေါ့နော် level 1ပေါ့နော် level 1မှာဆိုတော့ဒီကရမင်းကတိတ်ပေါ့မသိအဲ့ဆိုအဲ့ချိန်မှာရမင်းကရမင်းအပွားဆုံးနေချိန်တော့နော်ဆုံးပြချိန်ဆိုတော့လုံးဝဟိုမငိုအဲ့ချိန်မှာလုံးဝမပွားဆုံးနေချိန်ဆိုတော့တော်တော်လေးခက်ခဲနေဆိုအနေထားမှာအဲ့မှာ level တစ်ခုလုံးတောင်းလျှောက်တစ်ခုစကားတစ်ခုပဲပါလာ level 1ပြီးရဲ့စဉ်ပါလို့ဆိုတော့ကျမဆက်တိချေပြောခဲ့တာပေါ့နော်ကျမဆိုရင်ねတခန်းလုံးအပြည့်မှာဖွားတဲ့ပုံကတ်ထားမှာတဲ့ဆိုရင်အဲ့နေရအဲ့တော့ညမဖုန်းမှာဖွားအောင်မထားထားအောင်ဖွားပုံပူရအောင် secret ကထည့်အကုန်ထည့်တာမကြည့်ချင်ထားသွားတယ်ဆိုတော့အခုရောက်နေရတယ်ထားသွားရဆိုရင်ဆိုတော့အဲ့လိုမျိုးပါဆိုအဲ့ပြီးရဲ့အချိန်မှာအဲ့တစ်ခုကြီးဆိုတော့ဘာလဲဘာတဲ့လဲဆိုတော့ကိုဖြစ်နေတဲ့ emotion ကိုထိတ်တိုက်သွားကြည့်ပါဆိုရဲ့အတိတ်ပဲပတ်သက်လို့သူများအပြင်ကိုပဲမျက်လုံးနဲ့ကြည့်ထားတဲ့အခါမှာအတွင်းကိုပြန်မကြည့်ကြဘူးအဲ့တော့အဲ့ဒီ level 1ပြီးရဲ့အချိန်မှာမျက်လုံးလေးပိတ်လိုက်တယ်ဆိုတော့အနေထားကိုနည်းစပြီးတော့ထိတွေ့လာလို့ပြောလို့ရနော် level 2တက်တဲ့အချိန်မှာဆိုရင်ဟိုပေါ့အဲ့အချိန်မှာအမင်းရဲ့ဘာသွားတွေ့လဲဆိုတော့ပုံကားမှာလည်းပျော်စရာလေးတွေရှိပါလားဆိုမင်းတို့ရဲ့ event memory cup လေးတကပ်ချင်းစီပြန်သွားတွေ့ခဲ့တယ်ဘယ်လိုပြောရမလဲမင်းတို့ကမှောင်နေတဲ့လှန်ကူလှိုင်ကူကြီးရဲ့ကိုရောက်သွားတယ်လို့နော်လှိုင်ကူကြီးရဲ့ကိုရောက်သွားတဲ့အချိန်မှာအဲ့အချိန်မှာခုန level 1ကပါလာတယ်ညလုံးလေးမှိတ်ထားလိုက်တဲ့အချိန်မှာမှောင်နေတဲ့အချိန်မှာမင်းတို့အလင်းလေးရတွေ့လာတယ် level 2ဖြစ်တဲ့အချိန်မှာနည်းနည်းအဲ့အနေထားလေးစပြီးတော့ခံစားရတယ်နော်အဲ့လိုမျိုးဖြစ်တယ်ဆိုတော့ level 2ပြီးတော့ level 3ပေါ့အဲ့ချိန်မှာညောအဲ့စာအုပ်လေးစာဖတ်ခိုင်းဆိုတော့တော်တော်လေးခက်ခဲရဆိုတဲ့အနေထားကိုမြင်ခံစားရတယ်ဘယ်လိုလဲဆိုရင်မင်းတို့ကဒီ psychology ပြောရမှာပေါ့နော် psychology ရဲ့ဒီချက်ဒီသင်တန်းကိုရောက်ပြီးရဲ့အချိန်မှာမင်းတို့ကတဘောကလုံးက forward ကိုပဲကြည့်ပြီးတော့သွားပေးချတာတခါမှ backward ကိုမကြည့်ဘူးဒီလားမင်းတို့ပါကင်ဆုံးမှဒါ back gear ထိုးပြီးတော့ဆုပ်ကြတာဟုတ်နော်ဆိုတော့တော်တော်ခက်တယ်အဲ့ဒါဆိုဘယ်ဝကိုဘတ်ပတ်သွားတဲ့အချိန်မှာတစ်ခုလုံးသွားရတာမဟုတ်ဘူးကျန်တဲ့နောက်အစိတ်ပိုင်းတစ်ခုက backward ကိုသွားပြီးနောက်အစိတ်ပိုင်းတစ်ခုကလည်းမင်းတို့ forward သွားရတယ် forward ဆိုတာဒီမှာဒီနေ့ဒီနေရာမှာရှိနေတာအဲ့ပေါ့တည်းလားဒါပေမဲ့တစ်ချိန်တည်းမှာပဲနေ့ဒီနေရာမှာရှိပဲဆိုပေမဲ့တစ်ချိန်တည်းမှာပဲ backward ကိုပြန်ရင်တော့ရှောင်ခဲ့တယ်ရင်တော့လောချခဲ့တယ်ဒီတော့အဲ့ဒီwarehouse ထဲကိုထည့်ခဲ့တယ် memory တွေ warehouse ထဲကိုထည့်ခဲ့တဲ့အရာတွေပေါ့နော်အဲ့ဒါတွေကိုတစ်ခုချင်းစီပြန်ဆွဲရတယ်ဆိုအနေအထားဖြစ်သွားတယ်အပြန်မဆွဲထုတ်နိုင်သေးဘူးเนาะအဲ့မဆွဲအဲ့အရာလေးကိုအစလေးတွေ့လာဒီထဲမှာငါထည့်ထားပါတယ်ဆိုတဲ့အရာမျိုးအစလေးတွေ့လာဆိုအနေအထားဆိုတော့ psychology ကိုလေ့လာတဲ့အခါ level 1 level 2 level 3ပြီးရဲ့အချိန်မှာအဲ့ backward သွားရဲ့အရာတာပို့ပြီးတော့အရာတာရှိလာတယ်အဲ့ချိန်မှာကိုနဲ့ကိုချာပို့ပြီးတော့သွားဖြစ်တယ်ဆိုအနေထားပိုကြားလာတယ်ဆိုတဲ့အနေထားလေခုနချိတ်ဆက်ပြီးပြောရမယ်ဆိုရင်ကျမတို့ကိုယ်တိုင်အသက်ရှူကြက်တယ်မှာကျမတို့ကိုယ်တိုင်မွန်းကြက်တယ်မှာကျမတို့ client ဘယ်လိုမွန်းချက်တယ်ဆိုလဲအဲဒါဆိုကျမတို့နားလေတာ empathy ဆိုတဲ့အနေထားနေတနာတာနဲ့ဒီလိုမျိုးကိုချင်းစာနေမတူတနာတာနဲ့ကိုချင်းစာမတူဆိုတဲ့အရာကျမအဲ့မှာမကွဲဘူးအဲကိုနဲ့ကိုစာပို့ပြီးတော့clear လေးဖြစ်လာတယ်သူပြီးကြားလာတယ်ဆိုတဲ့အနေထားအဲ့ချိန်မှာဘာဖြစ်လဲခဏခဏကြာရှုံးနေဆိုတဲ့အရာလေးတွေဖြစ်ခဲ့ failure state တွေခဏခဏကြာအဲ့ချိန်ကနေထွက်ပြေးဖို့ကြိုးစားတယ်ခဏ
မရမယ်ခုနမရမယ်အဖွားဆုံးသွားတဲ့အကြောင်းလေးကိုပြောချင်ပါခရစ်စတန်မှာအခုမှအဲ့အဖွားဆုံးသွားတဲ့အကြောင်းလေးပတ်သက်ပြီး emotion ဟာလေးပြန်တက်နေဆိုတာဟာလေးဖြစ်တော့ဒီတင်တန်းနေပါကြံခဲ့လေဆိုချင်ပါခရစ်စတန်အတွက်ထင်တာခရစ်စတန်အတွက်ကတော့ကိုဘာသာကိုပို့ပြီးတော့ပြန်ပြီးတော့ကြည်လာနိုင်တယ်ပုံမှန်ဆိုရင်ကိုကအပြင်အလူတွေအတွက်ကိုဒါလိုက်ပြီးတော့ကြည်နေပြီသူနဲ့အဆင်ပြေဖို့အတွက်ဒါလုပ်နေတာကိုဘာသာကိုပြန်ပြီးတော့မကြည်နိုင်ဘူးကိုယ့်ရဲ့အထက်ကဘာဖြစ်နေရလဲဆိုတာမကြည့်နိုင်ဆိုရင်နေရာမှာဒီနေရာမှာဆက်ထွက်ကတော့ပို့ပြီးတော့ကြည်လာနိုင်တယ်ကိုကဘာလဲဘယ်ဟာကိုလဲဘယ်ဟာသူများရဲ့ influence ကကို့မှာဖြစ်နေရလဲဆိုတာမျိုးလေးကိုကိုနိုင်တလောက် amount အထိပေါ့နော်အဲ့လိုမျိုးတဖြည်းဖြည်းနဲ့အဲ့ဒါလေးကိုပို့ပြီးတော့မြင်လာတာဒီဟာတင်တန်းတက်ပြီးတော့ကြံခဲ့ဟာမျိုးဖြစ်မယ်ထင်တယ်တော့တင်တန်းမတက်ခင်ရဆိုခရစ်စတန်အဲ့ဒါလေးကိုမကြည့်တတ်ဘူး emotion ဆိုတာလေးကိုနေရာမပေးတတ်ဘူးဆိုတာမျိုးလေးဖြစ်တော့ဒါခရစ်စတန်ကြံခဲ့ဟာပေါ့ပြီးတော့နောက်တစ်ခုကကြတော့ဒီတင်တန်းကနေမှတဆင့်ကိုဘာဖြစ်နေလဲဆိုတော့ပြောပြလို့ရတဲ့အတိုင်းဝန်တစ်ခုပေါ့နော်အဲ့လိုဒီကအမလေးပြမလေးပဲကိုဖြစ်နေတဲ့ဟာလေးကိုဖြစ်နေတဲ့အတိုင်းလေးပြောလို့ရတယ်ဆိုရဲကိုမှလုံခြုံနေဆိုရဲအဲ့ဒါလေးကလည်းဒါရင်းနောက်ဆက်တွဲမှာကြံခဲ့ဟာလေးဖြစ်တယ်ပေါ့နော်ခရစ်စတန်တော့ဟုတ်ကဲ့ပါpsychology ဒါရောက်လာဆိုတာဒီချိန်ပြောရလေအကြောင်းမဲ့တသက်ရောက်လာမဟုတ်ပေါ့နော်ဒီထက်ကိုရောက်လာကအကြောင်းတိုက်ဆိုင်မှုတွေအများကြီးပဲရှိတယ်ပထမကတော့ဒီ iPhone တက်တဲ့အချိန်မှာကိုနဲ့ကိုကြားလေးပဲကိုကလာကြည့်မယ်ဆိုပြီးမှလာခဲ့တာပေါ့နော်ဘာကြောင့်လဲဆိုတော့ emotion တွေကိုဘယ်လိုအတိတ်ပဲဖော်ရမှန်းလည်းမသိ emotion တွေဆိုတာဘာလဲဆိုတာလည်းနားမလည်ခဲ့ဘာဖြစ်လို့လဲဆိုတော့ငယ်လေးတွေကပတ်ဝန်းကျင်ကနေမှသင်ခဲ့တဲ့အတိုင်းပဲနေခဲ့ကြတာနေခဲ့တာဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်ကိုယ့်ရှင်ထဲမှာဘာဖြစ်နေလို့ဘာဖြစ်နေမှန်းတော့မသိဘူးနောက်ဆုံးလူတောက်ကိုချစ်တယ်ဆိုရင်တော့မှဘယ်လိုပုံစံနဲ့ချစ်ပေးရမလဲဘယ်လိုပုံစံနဲ့ give fight ပေးရလဲဆိုတဲ့ဟာလည်းကိုဘာသာကိုနားမလည်ခဲ့ဘူးပေါ့နော်နောက်တစ်ခါကျတော့ကိုနဲ့ကိုစားမှလည်းလုံးဝ authentic မဖြစ်ဘူးဘာလို့လဲဆိုလို့ရှိရင်ဟိုတနေ့ကတငယ်ချင်းများစကားပြောတဲ့အချိန်ကျမှအဲ့အလူကိုတွားပြီးမှသတိထားမိတာလူရတို့ဖြစ်လာပြီဆိုလို့ရှိရင်တဲ့အသက်အရွယ်တစ်ခုရောက်လာတဲ့အချိန်မှာကျတော့ဘာလို့ ရလဲဆိုလို့ရှိရင်မိဘတွေအတွက်ရက်တည်ရတယ်ပေါ့နော်အိမ်တော်ကြောက်လည်းသားသမီးအတွက်ရက်တည်ရတယ်ဘယ်အချိန်မှများငါတို့ဘဝကလွတ်လပ်ခွင့်ရမလဲကိုယ့်တော့ကိုရက်တည်ရမလဲဆိုတဲ့ဟာလေးပေါ့နော်သူတို့အဲ့လိုမျိုးလေးပြောလိုက်တယ်ပြောလိုက်တဲ့အချိန်မှာကိုလည်းကိုနဲ့ကိုကြားလေးကိုတွားပြီးတော့မှဘာဖြစ်လဲဆိုလို့ရှိရင်အခုချိန်ထိငါလည်းပေါ့နော်တလုံးသူများတကာရဲ့ validate လုပ်ဖို့အတွက်ပဲငါ့ကိုလုပ်နေတာသူများတကာအသိမှတ်ပြုမှသူများတကာကvalidate လုပ်မှပဲဒါကိုကျင့်တတ်တယ်ဆိုတဲ့ဟာလေးကိုခန်းစားပြောပဲနေခဲ့ရတာပေါ့နော်ဒါပေမဲ့ဒီ psychology ကိုရောက်လာတဲ့အချိန်မှာသူများတကာအသိမှတ်ပြုဖို့ထက်ကိုနဲ့အသိမှတ်ပြုဖို့ကပို့ပြီးတော့အရေးကြီးပါလားဆိုတဲ့ဟာလေးကိုတွားပြီးတော့မှတွေးလိုက်ရဘာကြောင့်လဲဆိုတော့သူများကအသိမှတ်ပြုဖို့အတွက်ပဲလုပ်နေတဲ့အချိန်မှာကိုနဲ့ကိုချားရမှာအဆင်မပြေတာအများကြီးပဲရှိလာကိုယ့်ရဲ့ inner voice တွေကိုလည်းကိုပြန်ပြီးတော့မှမကြားတော့ဘူးကိုနဲ့ကိုကြားမှာလည်း boundary လည်းတေချာမချနိုင်တော့အဲ့အချိန်မှာဘာဖြစ်လာလဲဆိုတော့ကို self esteem နေအရန်ကိုကြာလာတယ်ပေါ့နော်ဒီ psychology ဒီ F1 F2 level 2တွေတက်ပြီးတဲ့အချိန်မှာအဲ့အချိန်မှာကိုနဲ့ကိုကြားမှာအကြဆုံးအချိန်ပဲအကြမှာဘလို့အောင်ကြလဲဆိုလို့ရှိရင်လူရုပ်တောင်မထွက်တဲ့အထီကိုကြာကိုနဲ့လည်းအဆင်မပြေသလိုကိုပတ်ဝန်းကျင်မှာလည်းလုံးဝအဆင်မပြေဘူးကိုကဒါကိုသိနေတဲ့အချိန်မှာသူကဒါကိုမသိဘူးကို follow ကျင်တဲ့ဟာကိုကနားမလဲဘူးသူတို့နားမလဲဘူးအဲ့လိုကိစ္စရနေဖြစ်တဲ့အချိန်မှာလေပတ်ဝန်းကျင်တွေပါအဆင်မပြေတော့မိသားစုနဲ့လည်းအဆင်မပြေသလိုပတ်ဝန်းကျင်နဲ့လည်းအဆင်မပြေဘူးဒါမဲ့အဲ့ဒါကသူတို့နဲ့ဖြစ်နေတာမဟုတ်ဘူးကိုနဲ့ကိုကြောင့်ကိုကပြန်ပြီးတော့မှအရှိမဒါအမတွေပြောခဲ့သလိုပေါ့နော်လက်ခံဖို့လုံးဝကိုက ready မဖြစ်သေးတဲ့အချိန်မှာတိတော့တိနေတယ်လက်ခံမှုတော့ကလည်း ready မဖြစ်သေးတော့တော်တော်လေးကိုအဆင်မပြေဖြစ်ရပေါ့နော်ဒါမဲ့တင်တန်းလေးပြီးသွားတဲ့အချိန်မှာဘာဖြစ်သွားလဲဆိုလို့ရှိရင်ကိုနဲ့ကိုကြားမှာလက်ခံမှုအတော့ကကြောင့်လွယ်တယ်ဒါမဲ့အဲ့လက်ခံတဲ့ဟာကိုလက်ခံလိုက်ဖို့အတွက်ပေါ့နော်လုံးဝတဲ့အရာတွေကပိုခတ်တယ်โอเคငါကနမူနာပြောပြပေါ့နော်ငါ figure မရှိဘူး figure မရှိဘူးဆိုတော့ကိုယ်တိုင်သိနေပြီမဲ့လက်ခံဖို့တော့ကကြောင့်အဲ့ဒါယူဘေးလူရပြောနေပြီမဲ့လေကိုကလက်မခံကိုယ်တိုင်လည်းလက်မခံ
ဒါပေမဲ့အဲ့လက်ခံမှုတော့ကကြောင့်ဒီကြားမှာဖြတ်တန်းရတဲ့အဖင်ဖင်တွေကအများကြီးပဲရှိတယ်အဲ့ဒါဘာလဲဆိုကိုနဲ့ကိုကြားမှာကိုယ့်ရဲ့ emotion တွေလက်မခံဘူးဆိုတာဘာကြောင့်လဲဘာကြောင့်ဖြစ်တာလဲဘယ်ကလာလဲအဲ့ဒီချိန်မှာဘာလုပ်လာလဲဆိုကိုနဲ့ကိုနောက်တစ်ဖက်ဖုတ်ပြီးတော့မှကြည်လာနိုင်တယ်ပေါ့နော်ကြည်လာပြီးတော့မှပြဿနာတစ်ခုဖြစ်တယ်ဆိုလို့ရှိရင်ဒီဟာကဘယ်ကစတာလဲအကြောင်းရင်းရှိတယ်ဘယ်နာကနေလာတာလဲအဲ့ဒါလေးကိုတော်ပြီးတော့မှပြန်ပြီးတော့မှကြည့်ပြတယ်ပြန်ကြည့်ပြတဲ့အချိန်မှာအဲ့ရဲ့အရင်းမြစ်လေးကိုတော်ပြီးတော့မှတွေ့တယ်တွေ့ပြီးတော့မှဒါလေးကိုကအဝဲဖြစ်တယ်အဝဲဖြစ်ပြီးတော့မှလက်ခံလာတယ်လက်ခံတာကလည်းတစ်ခေါက်နှစ်ခေါက်နဲ့မဟုတ်ဘဲနဲ့ဒါလေးကိုအကျင့် habit လေးတစ်ခုဖြုတ်အောင်ပေါ့နော်လာပြောလို့ရှိရင်ကိုနဲ့ကိုကြားမှာဘာလုပ်လဲဆိုတော့အတိမတ်ပြုတ်ပြီးတော့ပဲကိုပြန်ပြီးတော့ validate လုပ်ရင်းနဲ့မှာပဲဒီ emotion ကိုအတိမတ်ပြုလာတယ်လက်ခံလာတယ်နောက်တစ်ခုကကျတော့ကိုနဲ့ကိုကြားမှာတချို့အရာလေးကို authentic ဖြစ်မှပဲရတော့မယ်ပေါ့နော် authentic မဖြစ်တဲ့ရကိုကထပ်ပြီးတော့ကြနေအောင်ပါပဲဒီ level 2ပဲဖြစ်ဖြစ် level 3ပဲ counselor နဲ့ပဲတော်ပေါ့နော်ကိုနဲ့ကိုကြားမှာဖြစ်တဲ့အဖြစ်အပျက်လေးကိုကအတိမတ်ပြုနိုင်ရမယ်ဒါမှသာကိုကတဖြည်းဖြည်းနဲ့ပေါ့နော်ကိုယ့်ရဲ့ esteem ကမြင့်တက်လာမယ်အဲ့ချိန်ကျမှသာကိုနဲ့ပို့ဖို့အဆင်ပြေလာမယ် authentic ဖြစ်လာမယ်ပေါ့နော်ပြောတော့ဒါဒီလမ်းကြောင်းကလွယ်လိုနဲ့တော်တော်လေးတော့မလွယ်ဘူးလို့အောင်ပြောလို့ရတယ်ဟုတ်ကဲ့ကျမကျတော့ဘယ်လိုခံစားရလဲဆိုတော့သင်တန်းတက်ပြီးကိုယ့်အတွက်ဘာတွေကြံခဲ့လဲဆိုတော့တော်တော်များများတော့ကြံခဲ့တယ်ပေါ့နော်တခါတလေကြာရင်လည်းအဲ့ဒါမကျေနပ်ခြင်းဆိုတဲ့ပုံစံနဲ့ဒေါသတွေအနေနဲ့လည်းကြံခဲ့တယ်လို့တခါတလေကြာတော့လေကိုအပြစ်တင်ခြင်းတွေဒီလိုမျိုးတွေအနေနဲ့လည်းကြံခဲ့တယ်ပေါ့နော်အဲ့ဒီအချိန်မှာကျမတော်တော်လေးကိုရင်ကိုထိတဲ့ဟာလေးကကျတော့အဲ့ meaning of life ဆိုတဲ့ဟာလေးကျမဘဝအဓိပ္ပာယ်ရှိတယ်လို့ခံစားလာရတယ်ကျမအခုနေ့စဉ်ကြုံတွေ့နေရတဲ့အကြောင်းအရာတွေကနေ့စဉ်ဒီလိုဖြတ်သန်းနေရတဲ့ဟာကအကြောင်းမဲ့တသက်ဖြစ်တာမဟုတ်ဘူးဆိုတဲ့ဟာကိုသိရတဲ့အခါမှာလေအဲ့ link နေရလေပို့ပြီးမှလေးလေးနက်နက်ရှိလာတယ်လို့ခံစားရတယ်ပေါ့နော်ကိုယ့်ဘဝကိုပြောမယ်ပြပြင်းပေါ့နော်ပြပြင်းရှိလာတယ်လို့ခံစားရတယ်ကျမဒီနေ့ဒီအခြေအနေမှာရောက်နေတာဒီကျမအတိတ်မှာမခံစားပဲကြော်ပြစ်ခဲ့တဲ့ခံစားချက်တချို့ရှိခဲ့လို့ပေါ့နော်ခံစားချက်တွေရှိခဲ့လို့ဒီခံစားချက်ကိုပြန်လည်ခံစားစေဖို့ပေါ့နော်ဒီနေရာကိုကျမရောက်နေတယ်ဒီလိုမျိုးလေးတွေးလိုက်တဲ့အခါမှာစိတ်ပြက်အားငယ်တာတွေဘာတွေဆိုတာထက်လေအဲ့ဒီနေရာတော်တော်လေးကိုနဲ့ကိုကြားမှာလေအားတစ်ခုဖြစ်တယ်လို့ခံစားရတယ်အားရှိရဆိုတဲ့ခံစားချက်မျိုးပေါ့နော်အဲ့ခံစားချက်မျိုးကိုကျွန်မရတယ်အစတော့ကတော့ကျွန်မ level 1နဲ့ level 2တွေတက်တော့တာကျွန်မဘယ်လိုမျိုးနဲ့တက်ခဲ့ရလဲဆိုလို့ရှိရင်မီရှူကိုအောက်ကနေမီရှူလိုက်ပြီးရှူဆိုတဲ့ဟာမျိုးနဲ့ကျွန်မသွားတာပေါ့နော်ကောင်းတယ်ဟေ့တက်မယ်ဟေ့ပေါ့နော်အားရပါရအရန်ကိုလုံးမယ်ဟေ့ဆိုတဲ့ဟာမျိုးနဲ့သွားတာပေါ့အခုကျတော့ကျွန်တော်ဘယ်လိုခံစားလာလဲဆိုအဲ့လိုနည်းနည်းလေးအနေထိုင်နေဆိုတဲ့ခံစားချက်မျိုးပေါ့နော်အဲ့ဒီခံစားချက်မျိုးကိုခံစားရတယ်ပြီးတော့အဲ့လိုဖတ်ရတဲ့စာအုပ်တွေကအရန်ကောင်းတာလေပါဖတ်ရတဲ့စာအုပ်တွေအရန်လေးနက်တယ်ပေါ့နော်အဲ့ဒီထဲမှာကျွန်မဒီထဲကလူတွေကိုပြန်မျှဝေကြတဲ့စကားလေးတစ်ခုရှိတယ်ပေါ့နော်အဲ့ဒါပါလဲဆိုကျွန်တော်တို့အနာဂတ်မှာဖြစ်မှာကိုကြောက်နေတယ်ဆိုတဲ့အရာကျွန်တော်တို့အတိတ်မှာတကယ်တော့ဖြစ်ခဲ့ပြီးသားပါအဲ့လေးကိုအဲ့ဒီစာလေးကိုတွေ့တဲ့အခါမှာကျွန်မတော်တော်လေးကိုကျေးဇူးတင်တယ်ဆိုတဲ့ခံစားချက်ကိုခံစားရတယ်gratitude ဖြစ်တယ်အဲ့လိုခံစားချက်မျိုးခံစားရတယ်ဆိုတော့တနန်းတက်ပြီးတဲ့အခါမှာကိုယ့်အတွက်ဘာကြီးကြံခဲ့လဲဆိုတော့ခံစားချက်တွေကတော့ရောပြောနေတာပဲပေါ့နော်မကောင်းတာတွေရောကောင်းတာတွေရောဒီလိုရှိတယ်ဒါပေမဲ့ကိုနဲ့ကိုကြားမှာတော့တော်တော်လေးကိုအဆင်ပြေလာတယ်ဒီခံစားချက်ဖြစ်တယ်ဆိုလို့ရှိရင်ကျမကအစတုန်းကတော့ trauma တွေကိုပို့ပြီးတော့မှ focus လုပ်တဲ့သူမျိုးပေါ့နော်ငါမှဒီလိုဖြစ်တယ်ဆိုတာငါမှဒီ trauma ရှိခဲ့လို့ပေါ့ဒါပေမဲ့အခုကျတော့ဘယ်လိုအနေထားလေးကျမခံစားရလဲဆို trauma တွေရဲ့အလွန်ပေါ့နော် trauma တွေကြီးပဲမဟုတ်ဘူးဆိုတဲ့ဟာမျိုးလေးအဲ့လိုမျိုးလေးလည်းကျမခံစားရတယ်ကျမတို့က trauma တွေကမှတ်မိရဖို့လွယ်တယ်နိ trauma တစ်ခုဖြစ်ခဲ့တယ်ဒီအဖြစ်အပျက်တစ်ခုဖြစ်ခဲ့တယ်ဆိုမှတ်မိရလွယ်ပြီမဲ့ကျမတို့မမှတ်မိဘဲနဲ့ကျမတို့ရင်ထဲမှာဘာမှမသိပဲဖြစ်နေတဲ့ခံစားချက်
အလုံးအခဲကြီးအဆိုင်ခဲကြီးအများကြီးပွားစားကျဲနေအောင်ရှိသေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့မှတ်မိတယ်ဆိုတဲ့အနေထားချက်အဲ့ဒီခံစားချက်ကိုပဲခံစားနိုင်ပြီပေါ့နော်အရန်ကြီးကို push မလုပ်တတ်ဖို့ကျွန်မသင်ယူရတယ်ပေါ့နော်ဒီတော့တွင်းမှာဒါလေးရခဲ့ပါတယ်